နေ့သူမကတစ်တော်ထဲမှာတစ်ခုတ်နေစဉ်မတော်တဆတစ်ပင်ကြီးတစ်ပင်သူမလက်ပေါ်ကိုပြုတ်ကျသွားပါတယ်။သူမရဲ့ခင်ပွန်းကအားထုတ်ပြီးတစ်ပင်ကိုဖယ်ရှားဖို့ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူး။အဆုံးမှာတော့သူမအသက်ကိုကယ်တင်ဖို့အတွက်လက်ကိုအစွန်းရောက်ဆုံးဖြတ်ချက်နဲ့ဓာဖြင့်ဖျက်ထုတ်လိုက်ရပါတယ်။ဒီအဖြစ်အပျက်ကြောင့်သူမဟာအမြဲတမ်းစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။သူမရဲ့ဖျက်ပစ်လိုက်ရတဲ့လက်ကိုကြည်တိုင်းဝမ်းနည်းနေတတ်ပါတယ်။ဒါကိုမြင်တဲ့ခင်ပွန်းကသူမအတွက်လက်တုတစ်ခုပြုလုပ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူမကရိုးရိုးလက်တုမလိုချင်ဘူး။ရွှေနဲ့လုပ်ထားတဲ့လက်ကိုပဲလိုချင်တယ်လို့တောင်းဆိုခဲ့ပါတယ်။ခင်ပွန်းကခက်ခဲတော်လဲစူးစမ်းပြီးရွှေလက်တစ်ဖက်ကိုပြုလုပ်ပေးခဲ့ပါတယ်။သို့တော့ရွှေလက်ကြောင့်သူမရဲ့ခန္ဓာကိုယ်မှာယောဂကူးစက်မှုဖြစ်ပွားလာခဲ့ပြီးမကြာခင်မှာပဲသူမသေဆုံးသွားခဲ့ပါတယ်။မသေခင်မှာသူမကခင်ပွန်းကိုဂတိတစ်ခုပေးခိုင်းခဲ့ပါတယ်။သူမရဲ့ခန္ဓာကိုယ်ကိုရွှေလက်နဲ့အတူမြုပ်နှံပေးဖို့ပါခင်ပွန်းကလည်းဂတိအတိုင်းဆောင်ရွက်ခဲ့ပါတယ်။